တော့ခွေးကြီးပဲရှိတယ်နော် Chasing King takes you inside the real journey of the sibling trio King. Faith, family, following God's call. Nothing feels certain. See the moments you didn't hear on the radio, the doubts, the prayers, the testimonies that shaped their music and their mission. Watch Chasing King with episodes releasing every week. Streaming now for free at KLoveOnDemand.com or download the KLove On Demand app today. ဒီ KLove On နေ့ Demand is a service မနေ့ကနဲ့ဒီနေ့နဲ့ပေါ့နော် Hey Caleb fam, this is Jenny Cam with a story behind it. တင်ထားတာနှစ်ခုရှိတယ်ခုကတော့မြန်ကုန်မှာတော့ကြတော့ကျမတို့ပင်ပန်းနဲ့စာရီတင်ပြီးပင်ပန်းနဲ့ဆိုရင်ကားကျက်ပြီးတော့ဖြစ်ညက်ကတ်နေအောင်တိုးပြီးတော့ပေါ့နော်ဒီမှာပြန်လာရချွေးတလုံးလုံးနဲ့ဒါပေမဲ့ခုကျတော့ပင်ပန်းပင်မဲ့လေကိုကားကိုစီးနေပေါ့နော်ပြန်ရတယ်တွားရတယ်ဆိုတော့အဲ့ဒါတခုတော့ဖျက်သခင်ကိုကျေးဇူးတင်တယ်ဆိုပြီးတော့စိတ်ထဲမှာထွက်လာတယ်ပေါ့နော်လို့ရှိရင်နောက်တစ်ခုကကြတော့ဗာလဲဆိုလို့ရှိရင်တော့အခုဒီနေ့ဆိုရင်ဖျက်သခင်စီကနေကျမတို့ဘာမှဖွတ်ထားလို့မရဘူးဆိုတော့ဒီနေ့ကျမအကြောင်းမပြန်ကျူရှင်တင်ပေးတဲ့ကျူတာဝင်ပေးတဲ့ကလေးတွေကပေါ့နော်မူလာလာနဲ့အလေတန်းပေါ့သူတို့နှစ်ယောက်ကဗာလဲဆိုရင်ဒီကျမဒီနေ့တခြားဆယ်ကိုသွားတဲ့ခါမှာသူ့အမေပြောထားတယ်ပေါ့နော်ကျမစာတင်ပေးတယ်ဆိုတဲ့အကြောင်းပြောထားတဲ့အခါမှာကျမတို့ဘက်ကတင်ပေးပါအောင်ကျမသမီးလည်းနေရာဒီကျန်ထားမယ်ပေါ့နော်ဒီလိုမျိုးဘာမှဖွတ်ထားလို့မရဘူးဒါတော့အပြစ်လုပ်တာမဟုတ်ဘူးနော်ပြစ်လုပ်တယ်ဆိုပြီးဖြစ်တဲ့ခင်ရှိမှာဆိုတော့ဒါဖွတ်ထားလို့မရဘူးဆိုတော့အချက်နှစ်ချက်ပေါ့နော်ကျမတင်ပြပါတယ်ကျေးဇူးတင်ပါတယ် fighting ပါ